Hello အားလုံးပဲမင်္ဂလာပါဒီနေ့ N1 mini ပေါ့နော်သုံးလုံးတင်ပေးပါမယ်အဲ့ဒါတွေကတော့ချီနာမီနီပြီးတော့ Hokyu suru Rikusu ပဲဖြစ်ပါတယ်ချီနာမီနီဆိုတာကby the way ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ချီနာမီနီရဲ့အဓိပ္ပာယ်ဒီဒါနဲ့စကားမဆက်ဟဲ့နောက်တစ်ခုက Hokyu suru Hokyu ဆိုတာကဖြည့်ဆွတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟဲ့နောက်တစ်ခုကကြတော့ likusu ဆိုတာက logic ဆိုတဲ့အဓိပ္ပာယ်သဘောတရားစဉ်းစားတွေးခေါ်မှုပေါ့နော်ကဲဒါဆိုရင်စာပိုက်ကိုဖတ်ကြရအောင်A ဆန်နဲ့ B ဆန်တွေကစကားပြောကြတယ်ပေါ့နော် A ဆန်ကပြောတယ်စန်ဂိဆိုနိုခံခိုးရှင်းတဲ့医者に水分をしっかり摂るように言われちゃったよちなみに毎日ビールをしっかり飲んでるんだけどこれってちゃんと水分補給になっているよね。ね、သူကအဲ့လိုမျိုးပြောလိုက်တော့B ဆန်ကいやどんな理屈だよ。水かお茶を飲めよဆိုပြီးတော့ပြန်ပြောတယ်ပေါ့နော်။ကြည့်ရဆိုရင်ဒီစာပိုက်ကိုအတူဘာသာပြန်ကြမယ်နော်။先月の健康診断でပြီးခဲ့တဲ့လက健康診断ပေါ့နော်။ကျမကြီးစစ်တဲ့အခါမှာတဲ့医者にဆရာဝန်ထံမှာ水分をしっかり摂るように言われちゃったよတဲ့။နော်ဆရာဝန်ထံမှာဒါရေဓာတ်ကိုဒါတည်တည်ချာချာလေးတောက်သုံးမှုအတွက်ပြောခြင်းခံခဲ့ရတယ်။ဒီနေ့အပြည့်ဆရာဝန်ကရေဓာတ်ကိုတေချာတောက်ပါလို့ပြောတယ်ပေါ့နော်။အဲ့တော့ချီနာမီနီပေါ့နော်။ဒါနဲ့စကားမဆက်။毎日နေ့တိုင်းビールをしっかり飲んでるんだけどနေ့တိုင်းဒီဘီယာကိုတည်တည်ချာချာသူကပေါ့နော်တောက်နေတာမို့တဲ့ခိုတဲ့တဲ့အဲ့ဒါကရောချမ်းတို့ဆွေဘုံဟိုကျူနဲ့ချမ်းတို့ဆိုတာချမ်းတို့ရဲ့အဓိပ္ပာယ်ကလည်းတေချာတေချာချာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆွေဘုံဟိုကျူဆိုတာကဒါရေတက်ကိုဖြည့်ဆွတ်တာဆိုတော့ဆွေဘုံဟိုကျူနေနတ်တေဤရရောနေတဲ့ဒါကလည်းရေတက်ကိုဖြည့်ဆွတ်နေတာပဲမဟုတ်ဘဲလားပေါ့နော်ရေတက်ကိုဖြည့်ဆွတ်နေတာပဲပေါ့နော်လို့ပြောလိုက်တော့ B ဆန်ကいやမဟုတ်ဘူးどんな理屈だよ Okay ဒီနေရာမှာ理屈ကဒီခုနကတော့မီနင်းမှာတော့သဘောတရားလို့ပြောရတယ်ပေါ့နော်理屈ဆိုတာဒီနေရာမှာどんな理屈だよလို့ပြောလိုက်တာဒီတစ်ဖက်သူကပြောလာတဲ့အကြောင်းပြချက်ကိုဟိုကစိတ်တိုင်းမကြဘူးပေါ့နော်စိတ်တိုင်းမကြတာရဲ့အားတင်တာရဲ့ရီရမလို့ငိုရမလို့ဖြစ်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ okashi ဖြစ်နေတယ်လို့ထင်သွားတာပေါ့နော်လုံးဝဒါကြီးကအကြောင်းပြချက်ဟုတ်မနေဘူးဆိုတဲ့ပုံစံမျိုးပြောချင်တဲ့အခါမှာဒွန်နာလီကုဆူဒါယောဆိုပြီးတော့ပြန်ပြောပါတယ်အဲ့တော့ဒီသူပြောတဲ့စကားနဲ့ကိုကကိုက်ညီအောင်ဘာသာပြန်မယ်ဆိုရင်တော့မဟုတ်တာဘယ်လိုတော့မှနင်းစဉ်းစားတွေးခေါ်လိုက်တာလဲကွယ်ပေါ့နော်မီစုကအိုချာကိုနော်မဲရောရေဒါမှမဟုတ်အိုချာကိုတောက်လေတောက်ပါဆိုပြီးတော့ဒီဆန်ကပြန်ပြောလိုက်ခြင်းဖြစ်ပါတယ်ကဲဒီနေ့မီနင်း3လုံးပေါ့နော်ဒီချာလေးမကြမယ်နော်